ဇလန်းစာမှာတော့စုဟောဟာထူးဆန်းတဲ့ဝယုံခြုံထားသူတယောက်နဲ့ပြင်းထန်တဲ့တိုက်ခွဲတစ်ခုကိုရင်ဆိုင်နေရပါလေ။ဒါပေမဲ့ရမြန်နှုံးနဲ့စွမ်းအားဟာမယုံနိုင်စရာကောင်းလောက်အောင်အားကောင်းနေတယ်လို့တိုက်ခိုက်မှုတိုင်းဟာလည်းအလွန်ကိုစနစ်ကြပြီးနီးစနစ်ကြလို့နေလာကိုတွေ့ရပါတယ်။ဒီလောက်အထိကျွမ်းကျင်လာဖို့ဘလောက်တောင်လေ့ကျင့်ကြရမလဲဆိုပြီးစုဟောကအံ့ဩနေရပါတယ်။သူရဲ့ stats တွေကအကန့်အသတ်အထိရှိနေပြီမဲ့ဒိုင်ဘက်ကတော့သူ့ထအများကြီးတာလွန်နေပါလေ။တိုက်ပွဲရှင်တက်နေတော့မှပဲပြိုင်ပကဒီ game ကိုမင်းသဘောကျရလားဆိုပြီးထူးထူးဆန်းဆန်းမေးလိုက်ပါလေ။ပြီးတော့အဲ့ဒီလူကဝိယွန်ကိုဖယ်လိုက်တဲ့အခါထွက်လာတဲ့အတန်းကတော့စုဟိုတဲ့အဖေဖြစ်နေပါလေ။မင်းတကယ်ကိုတော်ပါလေ။ဒါပေမဲ့မင်းတွားရမယ့်လမ်းကအဝေးကြီးကြံပါသေးတယ်။အဲ့ဒီနောက်မှာတော့အရာအားလုံးကအင်မက်လိုပဲဖြစ်စီသွားပြီးစုဟိုဟာစာတင်ကန်ထဲမှာရုတ်တရက်နိုးလာပါလေ။ဒါဟာတကယ်တော့ထူးထူးဆန်းဆန်းအင်မက်တစ်ခုထားဖြစ်ပြီးသူ့အဖေက final boss အဖြစ်ပါဝင်နေတဲ့ dungeon တစ်ခုတည်းကိုသူရောက်နေခဲ့တာပါ။ဒါပေမဲ့ဒါဟာအင်မက်တတ်တဲ့မဟုတ်ပါဘူး။အနာယူခြင်းနယ်မြေထဲမှာပြစ်ထားခံခဲ့ရတဲ့ဘိတုကရဲ့အကျွမ်းကြံတွေကိုအတုံးချပြီးဖန်တီးထားတဲ့စမ်းသပ်မှုတစ်ခုပါ။စောင်းကျင်ဝူဘေးနာကအရေးစစ်တဲ့တွေကတော့ဒုတကင်လေးဟာအခုမှတကယ်အရေးချင်းပြမိသွားပြီလို့ယူဆနေကြပါလေ။ဒါပေမဲ့အရေးဘရင်စောင်းကျင်ဝူကတော့ဘလောက်ပဲအစွမ်းထက်ပါစေအောင်နိုင်ဖို့မတည့်ကြရင်ထွက်ပြေးတတ်ဖို့လည်းလိုတယ်ဆိုတဲ့အရေးကြီးတဲ့ဗျူဟာကိုတင် जा ပေးလိုက်ပါလေ။တွေ့ချက်မှုမရှိပဲရန်တမ်းတိုက်ခိုက်တာဟာတတိရှိတာမဟုတ်ပဲမတ်ယူရဲ့စန္ဒပဲဖြစ်တယ်လို့ကျင်ဘူးကဆိုလိုက်ပါလေ။တကယ်တင်မကဘာတော့အချင်းကြီးလာပြီးငိုင်နေပါလေ။နာမည်ဆိုးနဲ့ကြော်ကြတဲ့ခွန်တုံစောနဲ့ခွန်တုံဆူညီကိုတို့ဖန်ဆီးနိုင်ခဲ့တယ်လို့မြို့တွေကမီးလောင်မှုကိုလည်းကပတင်ဆောင်းဆိုတာသူကမိသက်သမားဖြစ်ပါဝင်ရဲ့အဖွက်သားတွေကိုကူညီပေးနေပါလေ။တစ်ဖက်မှာလည်းယူဂျင်ဟိုဟာအာဂျင် software ရဲ့အောင်မြင်တဲ့ CEO တယောက်ဖြစ်နေပါပြီ။သူ့ရဲ့ဇနီးဒီမှာကိုဝန်ချော့ပါရှိနေပြီဖြစ်တဲ့အတွက်သူအလွန်ဝမ်းသာနေပါလေ။သူကသူတို့ရဲ့ဂိမ်းတစ်ကိုလှပတဲ့ကဘာငယ်လို့နာမည်ပေးခြင်းပေမဲ့ဝန်ထမ်းတွေကတော့အဲ့ဒီနာမည်ကိုလုံးဝသဘောမတူပဲကန့်ကွက်နေကြပါလေ။ဂျေဟိုရဲ့အဖေကလည်းအပြင်ပန်းမှာတော့တားဖြစ်သူကိုအဖြစ်တင်နေပေမဲ့စိတ်ထဲမှာတော့မြေဦးရတနာလီကိုမြင်ကျင်နေရှာပါပြီ။ကဘာကြီးကတော့အေးချမ်းနေပြီးမျိုးဆက်တစ်တွေကလည်းအထီးထီးနိုးထွက်လာနေပါပြီ။ chapter အဆုံးမှာတော့ကောင်းကင်ရံမှာဂိတ်ပေါက်ကြီးတစ်ပေါက်ပေါ်လာခြင်းနဲ့အတူဒီ chapter ကိုအဆုံးသတ်ထားပါလေ။ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် Zone of Arta ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ။နောက်ထပ် Manhwa recap လေးကိုလည်းအမြဲဆုံးတင်ဆက်ပေးတော့ပါဦးမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်အားသာပါ။